ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီနေ့ပေါင်းပြီးတော့ barbecue သွားกินမယ်ချိန်လေးပဲဖြစ်ပါတယ်အခုတော့ကျအိုးမချက်ဟုတ်လားချက်ကိုစောင့်နေပါကားလာပါပြီဟဲ့ယူဒီပြောင်းလိုက် Hello everyone ဒီနေ့ကတော့ပြောလေဒီနေ့ကတော့အချက်စမလို့ဒီနေ့ကတော့အားလုံးနေရာဒီကျမရဖြစ်တဲ့အကြောင်းမလို့တကယ်ကြီး9ယောက်စုပြီးတော့ barbecue သွားกินမှာဖြစ်ပါတယ်ဆိုတော့အခုသွားနေပါပြီနော်ရတော့မိနစ်20ပဲလူပါတော့မေးလားဟမ်မေးကဲဟိုရရေဘယ်လိုမျိုးအလွဲလောက်ကြအောင်မလဲမလွဲဘူးလေမလွဲဘူးလေကဲအဲ့တော့ဆက်လိုက်ပါဦး A few moments later Don't you want me like I want you, baby? Don't you need me like I need you now? Sleep tomorrow, but tonight go crazy. All you gotta do is just meet me at that I'm on my way. နောက်ဆုံးတော့ရောက်ခဲ့ပါပြီအကိစ္စကတနေရပါတော့လောကျတော့ဟိုတော့ဗာတင်တယ်မကြည့်မခဲ့တဲ့ဆော့တော့ပါဖြစ်ပါတယ်သူစီလို့ရိုက်တာဟာအေးဟုတ်တယ်သူစီလို့ရိုက်တော့မကြည့်မခဲ့တယ်ဒါကြီးစီမယ်ဒါကြီးစီမယ်သူစီမမမကြည့်တယ်လေကြည့်အောင်ကြားလိုက်လောငါဖိလိုက်ပြီးတော့ချစ်လိုက်ရချုပ်လို့လောမတော့တက်ဘယ်တော့မှဖြစ်ဘူးဒါလည်းကိုကြိုက်တာကြောက်နေတာပုံဖြစ်တယ်လားချေမားတယ်မရှိတယ်အချိုးလေးကြည့်လာခမင်းတို့ကြောက်လာသမီးရောက်တော့လေလာပြီနော်တားနေအောက်ချိုးတယ်ချက်လိုက်လေနေအောက်ကအကောင်ချစ်နေကြရောကြောက်ပါတော့အေးလာမညမတက်စီလားရပြီတော့လာလေတော့နေမတည်းဒီရမတည်းဟိုကမှအသေးလေးရှိရတယ်တော့ရနေကြတယ်1 2 3မမီရိုက်ပါလားမမီရိုက်ဆွဲမပေါ့ကြိုက်ပေးပါငါတို့ဒါလေးတိုင်းတုတ်ကြရခုံနေတော့ခုံနေတော့နေအောက်ကချက်ကမိနေပြီဘယ်လိုလုပ်ဖြစ်နားရပါဆောက်နားရအဲ့ဒါကြောကဲကြည့်ကြပါဦးငါလည်းလာမယ်လာနားပြူလေးနားပြူပါလေးလားအာဒုတ်ကောက်ကိုင်တဲ့လူနဲ့ရအောင်ကောက်ကိုင်နေမီးနဲ့ခုံမချတဲ့ခင်လောင်တော့မယ်ဟာတကယ်ချင်းပဲမေးအေးလောက်လာဗီဒီယိုလေးပါဖို့အရေးကြီးကဲဒီမှာ6လာမအမှားစကားလေးချိုးရှိပါတယ်နားထောင်ကြပါဦးအမှန်တကယ်တွတ်နေကဲစားပြီအမှန်တကယ်ပန်းညံမှာတငယ်ချင်းတွေကိုအကြောင်းပြပြီးတော့ဘဲနဲ့တွေကိုချိန်တာဘဲနဲ့တွေကိုချက်ကချိန်တာအားလုံးပဲထပ်မှာဘဲအများကြီးရှိတယ်အဲ့လူတွေကိုသူဒီနေ့ချိန်ထားတယ်ဘဲတွေနဲ့တို့ချိန်တာဘာဖြစ်လို့ဆိုတော့အကုန်လုံးကွာတခါလေးနဲ့ပေးချင်လို့ဟုတ်တယ်โอเค ready ဖြစ်ပြီလားအားလုံးပဲထိုင်ဘဲတွေနဲ့တို့ ready ဖြစ်ပြီလား 1 2 ကဲလို့ငါလာကြိုင်ငါပြေးမှာလားဒါဘဲတွေပါထဲဘဲပေါင်းတောင်းချောက်တာပဲဆိုပါဘဲကြောင်နေ我有点当牛没。အဲ့အငယ်ဆုံးလေးစကေဦးနိုစကေလေးပါနော်ဝါလောအကွက်လေးထုတ်လိုက်ပါလက်ခုပ်ဒီတီးပဲကဲဦးနိုဆောင်းရွှေဦးနိုဆောင်းထက်လေတော့ဖိတော့ငါလေးတနာလို့လာရီးလို့လာရီးလို့ဖေးဖေးကောင်းပြီပဲမကြီးနဲ့4 6 8ကလေးပါ8ကဆွဲပါညီမလေး4ပေါင်း7ကဆွဲရမယ်ကန်တူးရှင်ပဲဖြစ်ပါတယ်လက်ခုပ်ဒီအားလက်ခုပ်ဒီရရှင်းကြမရှင်းနဲ့လေးမရဘူးတော့ဘုရားကိုတော့မရဘူးမရဘူးရတယ်မရဘူးလားခုနကတော့မထက်တော့မရဘူးခိုင်းထိုင်ငါတို့တက်ကပါနေလေးကကြအဲ့လေတော့လိုက်တာခေါ်လဲတော့ပါပြီပြတကယ်ပြမင်းပြမင်းနာကဘွဲလိမ့်ပြတို့ကပဲလားမလဲဘူးပြနေကြတာလေအဲ့ဒါဆက်လေငါလေလားတော်နောက်ပဲတက်တော့လေတော့ပဲတော့အာရပြီရရှိမှုရရရှိမှုရကဲနိုင်ပြီဝဲဆွဲလို့ပြင်ရဖြစ်ပါတယ်
အမွေချင်းမင်းလာတယ်မင်းလာနေလောင်း အကုန်လုံးကြိုးကြည့်ပါ အာဘယ်လိုလဲမင်းတို့ပြရိုက်ခင် I think they went မသိငါမတရားရင်အတင်းတမိုက်လို့ပဲတကယ်ကြီးမတရားကြီးစားတောက်ပြီးတော့ဖြစ်နေတဲ့ပုံပါကြည့်ကြပါဦးငါဘတ်ဆော်လေးပြောနေနော်တကယ်ကြီးဘတ်ဆော်လေးအသေးခံမပြောဘူးဘာနဲ့မှအများကြီးရှိမတရားကြီးကြားတယ်ဘင်းကြီးကမင်းရဲ့ဘတ်ဆော်မလို့အိမ်တော့ပဲလို့မဆိုင်ပဲပေးခဲ့လိုက်တော့အကုန်ပါရောတောင်းနေကောင်းတယ်အကိုကြားပြောမယ်လေဘတ်ဆော်ပြောဘတ်ဆော်ဘယ်လောက်လာလိုက်တဲ့ရေကန်ရုပ်ရောက်ရှိနေရပါခုံးချလာရတော့အပြင်မှာပူလာရကိုလိုလဲဘူးဟာဆိုရင်ဖြင့်ကျွန်တော်တို့ဟာဆိုရင်ဖြင့်ပန်းရံကြီးတစ်ခုမှရှိရဲဆိုရင်ဖြင့်ရေကန်ကြီးဆိုရင်ဖြင့်ရောက်ရှိနေရဖြစ်ပါရဲ့ဖြင့်ကိုမနဲ့မတော့ကိုမနဲ့သမီးလေးအမေတို့လင်းပေးလာသမီးလေးကြိုက်တဲ့တယောက်သားနဲ့အမေတို့သဘောတူတယ်တယောက်သားနဲ့သဘောတူအောင်မို့လို့ခုချိန်ဒီဘက်ကိုပြန်ကတ်လိုက်ပါအဲ့ဒီပြန်တက်ပါသမီးလေးကြိုက်တဲ့တယောက်သားနဲ့ရတယ်ကဲခုကတော့တော့ဘယ်မှာလဲရေကူးအခု beach မှာပါနော်ခုနကရေကူးနေရပါရေကူးပြီးတော့ဘိုက်စားနေစားနေတောက်နေကြရတယ်ပါကြည့်ကြပါဦးဟောဖလေးပဲလူကြပါဦးငါပြက်နေသလိုပဲမသိဘူးအဲ့ဒီနေ့လာရပြီးရှုံးနေပဲဖြစ်ပါရဲ့ပေါ့နော်မကြရင်ပြန်ရမှာပါအခုတော့အငယ်တို့ရွေးချယ်လာမိနစ်နေ6ဆွဲကြော်ကြီးအကင်းနီကိုဆွဲနေရတော့ပါရုပ်ရတက်ဆုပ်ဖြစ်နေပါပြီပြောတော့မရောပါ6လေးပဲစိတ်ပါရဲ့ဟုတ်လား6လေးပဲစိတ်ပါရဲ့ဟုတ်လား6လေးကောင်းတယ်မပွဲဘူး6လေးကောင်းတယ်မပွဲဘူးတကောလို့ဆိုကုန်ပြီ